အားလုံးပဲပျော်ရွှင်စရာနေ့တစ်ဖြစ်ပါစေခင်ဗျာ Happy New Year ပါလွမ်းနေတာတူပါပဲခင်ဗျာကျွန်တော်လည်းအများကြီးလွမ်းနေပါတယ်အားလုံးအခုပကံမှာတီလာရှင်လာဝတ်တာတာကြီးတာလူပါဆရာလေးဖေဟာဆိုတော့လူချင်းမင်းတို့အားလုံးဘာတွေလုပ်နေကြလဲဘာတွေရှုံနေကြလဲကိုပြစ်ထားရေးပြစ်မထားပါဘူးကျွန်တော်ကိုပြစ်ချစုမြင်လို့အများကြီးလွမ်းနေရအဲ့မိုင်းကျူတွေပိုင်းလေးတူပါပဲခင်ဗျာကျွန်တော်လည်းအများကြီးလွမ်းနေပါတယ်အမြင်လဲအားလုံးနဲ့တူပြောပါနဲ့တွေ့ချင်ပါတယ်ဆိုတော့ဒီနေ့ကတကယ်တော့မနေ့က live ပြမလို့ပဲဒီနေ့ကတကြံတက်နေဆိုတော့အားလုံးလည်းပျော်နေကြမယ်ထင်လို့ကျွန်တော်လည်းပျော်နေလို့ရှုပ်တော့ရှုပ်နေမှတာရဲ့ဘာရှုပ်များလဲမသိဘူးပဲမနေ့ကရမျောနေတာပြောရမှာညနေရမှာပြောတာကို live ပြဖို့ဝါဦးလွမ်းနေတာတူပါပဲခင်ဗျာမခင်စန္ဒာဟိုလေးပေးပါလားအိုင်ပတ်လေးဒီအဝေးကနေလမ်းဖက်ရပြီးတော့ဒီလိုမျိုးအယောင်ကိုကြိုက်နေတာဒီရက်ပိုင်းမှာကြိုက်နေတာဆိုတော့နှလုံးကိုအဲ့နှလုံးပဲလဲပြီးစောင်းဘယ်သွားတော့ထုတ်စောင်းဖြစ်နေကာလာလေးတော့ဖြစ်နေပါတယ်ခင်ဗျာဆိုတော့ကွန်မန့်ဖတ်မိကိုဝေးဆောင်ရဲ့အကြည့်ရဘူးအရန်ကြော်ကြိုက်တာခေပညာနဲ့ပြည့်စုံမှုကိုပြည့်စုံရင်ပိုးလေးပဲပြည့်စုံတယ်ပိုးလေးကစကားပြတဲ့ချိန်ကျရင်မတ်တရားတင်ဖို့ဆိုပြီးတော့ရိုက်ထားတဲ့ပုံလေးရှိတယ်သူမတင်ရဲဘူးနေမှာလူချင်းမင်းတို့ကြောက်လို့မတင်ရဲဘူးနေမှာကိုဝေးစုံနေတဲ့ခေါင်းလျှော်ပါတယ်ခေါင်းတော့လျှော်တယ်ဒီကသပင်ပုံမသွင်းဖြစ်တာပေါ့ဟာဖေးလို့လည်းဝင်လို့မရဒါနဲ့ချိန်လိုက်ပြီလားဆိုခတ်ထိုးနခါBut let it go, but shall we on the road, huh? What's it? Yeah, probably be alright. Line ကြောက်သွားလိုက်အော်မကြောက်
ပြေးဆောင်တကယ်မတရားဟုတ်ပါနော်ကိုပြေးဆောင်မကောင်းပပ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 ပအတမပိတ်ထားဘူးဒီဖြိုးလိုက်မှာခဏလေးစောင့်ပြီနော်ဒီနေ့ live ကအကြာကြီးလွတ်မှာဆိုတော့အေးအေးဆေးဆေးလေးလုပ်နေFacebook live အေးအေးဆေးဆေးမလွှင့်ရတော်တော်ခဏလေးစောင့်ပြီနော်ဒီနေ့ live ကအကြာကြီးလွတ်မှာဆိုတော့ကိုယ်တိုင်ကမကြားချင်မြင်ရလားအားလုံးပဲရိုက်ပေးပါတကယ်တော့နော်အော်ဝဲတဲ့တကူက season 2ပြန်ရိုက်ပါရမယ် season 2ပြန်ရိုက်ပါရမယ်ဘာလို့လဲဆိုတော့ဝတ်ထားရမ်းများဇက်ထဲမှာ season 2ရိုက်ပြီးမှဆင်ပြေမယ်လို့ပြောလိုက်ပါFacebook က copyright နဲ့ ban ချမှာလည်းကြောက်ပါတယ်။နာမည်ခေါ်ပြီးပါလွမ်းနေရတော့ရန်ကုန်ပွဲဘယ်နည်းပြန်စမှာလဲတဲ့။ပွဲတွေကတော့မတည်သေးဘူးပေါ့နော်အခြေအနေရပဲ။ရဲကန်တမ်းရှိချင်တော့ဘက်ကနားထားတာကိုပြီးတော့နောက်ကောင်မှလည်းရိုက်ကူးရေးပြန်မှာဆိုတော့ဒီမှာ live က end ဖြစ်သွားရောဖြတ်ချလိုက်တာလား Facebook ကကြည့်ပေးပါလားဒီမှာတော့လာနေတယ်ချင်းပေးရမှာတင်တယ်ဟုတ်လားတချင်းရောက်နေမှာKenya pita channeli visually lonely ဘယ်လိုပြောရလဲmini Evan ဒီလိုကိုမ mini Evan အတွက် fighting mini Evan မှာလုံးဝဘယ်လိုမျိုးကိုယ်လည်းပြောရင်ပထမအဆုံးလုပ်ဘူးတဲ့အတွေ့အကြုံကြောင်းလည်းပါမယ်ပြီးတော့ကျွန်တော်ရွေးချယ်ထားတဲ့ music ပုံစံတွေကြောင်းလည်းပါမယ်တဲ့တပုတ်နဲ့တပုတ်ကအဲ့လိုမျိုး studio သွင်းတာအဲ့လိုမျိုးသွားတာစား vibe မတူဘူးပါတွေ့ကြုံရတဲ့ပုံစံတွေလည်းမတူအဲ့လိုမျိုး challenge ဖြစ်တယ်လို့ပြောလို့ရတယ်ဖိုက်စာရင်ကျွေးပါလားစားပါခင်ဗျာစားပါမနနဝေကျွန်တော်တ िश ူပဲပါပြလိုက်ရဆိုတော့ကိတ်ကုန်သွားပြီလားအော်ကိတ်ရှိသေးရဲ့ကိတ်ခွဲအောင်ကိတ်ခွဲရောမီးရှစ်လိုက်ဒီယူခဲ့လိုက်မီးရှစ်လိုက်ရင်ထပ်ပြီးတော့ဖြတ်ချအောင်မလာရင် Facebook က
ဒီက copyright ကျန်းနေတော့ပြေဆုံးရင်ရှင်ပြေးစမ်းတယ်ဘယ်ပြေးရမှာလဲမီနီအယ်ဘန်လေးမျောနေရမရသေးဘူးဘာမရသေးရလဲမရသေးဘူးလေအစင်တက်အောင်မဖြစ်သေးဘူးဂျားထဲမှာအဲ့ရလောက်ရမယ့်အချိန်မှာကျွန်တော်တို့ဒီမန္တလေးကိုဆင်းလိုက်တာဟာတော်တော်လေးရက်ကြာသွားတော့ပို့ပြီးတော့ကြာသွားတယ်ဒါပေမဲ့လည်းတက်ရင်တော့လည်းမြန်ပေးနေအောင်ကြိုးစားပါမယ်မအရင်မြန်လို့လည်းမရဘူးဟောလဲဆိုတော့တင်လာတော့တကယ်မြန်မလို့ခုမှပဲသိရတယ်တချင်းတဘိုးရဲ့တန်ဖို့ဒီကနေ့သိပါရောဒီမပို့သိလာတာပေါ့နော်ပကုံးကတန်ရဘယ်စမ်းဘယ်စင်းမှရရလဲပကုံးကတန်ရဘာချလိုက်ပကုံးကတန်ရကြီးသားစောတင်ပြီးတော့ထမ်းနေချိန်မှာလေကိုကြီးသားစောရဲ့ခန္ဓာကိုယ်ကကျွန်တော်ထက်ရက်လဲကြီးရယ်အကုန်လုံးကြီးရယ်ဆိုတော့အဲ့မှာသူတို့ကတော့အစအရီလို့တွဲခေါ်တဲ့ဟာမျိုးရိုက်မှာပေါ့သူ့ဝတ္ထုထဲမှာပါတာဆီယမရေးထားတဲ့ secret ထဲမှာပါတာအဲ့လိုမျိုးထမ်းပြီးခေါ်တာဆိုတော့သူတို့အဲ့မှာခန္ဓာကိုယ်ကွာနေတော့အဲ့လိုမျိုးတွဲခေါ်လိုက်မလားရတယ်လို့ try ကြည့်မယ်ဆိုပြီးတော့3-4 ခေါက်လောက်အဲ့လိုမျိုးတင်ခေါ်ပြီးတော့ဒီမှာရှာတယ်3-4 ခေါက်လောက်တင်ထမ်းပြီးတော့အချိန်မှာအဲ့လိုပခုံးကတားနှစ်ခုကြိတ်တဲ့တန်ပေါ့နော်ဟယ်လိုဒါကတော့ကိုပြေဆုံးဖြစ်ပါတယ်ပြောနေရတော့ကိုပြေဆုံးကိတ်လေးမနေ့ကရောက်တာလေမနေ့ကကျွန်တော်လည်းပုံမှန်လေးပြန်သွားတာကိတ်စားလိုက်ရကိုပြေဆုံးဒီဘက်လေးထားရမှာနော်တော့ဖျောင်းနိုင်ပါလားဓားလေးတွေကိုဖျောင်းနိုင်လေးရောကားလေးရောပါချစ်စရာလေကိုကြီးပြေစေအောင်နဲ့ချစ်တဲ့ထိုးတဲ့အချိန်လာမခေါ်များလိုက်တာကွန်မန့်နဲ့ဆိုတော့ကိတ်ခွဲမယ်ဒီကိတ်ကတော့ဘာလို့လဲဆိုတော့မနေ့ကမွေးနေ့ရစပြီးတော့ဒီလိုမျိုးလေးထူးထူးဆန်းဆန်းအော်ပကံဘီကင်းတော့လည်းခွဲဒီနေ့တော့လည်းကောက်ကိုလည်းခွဲမိသားစုလိုက်လည်းခွဲမလိုက်တာမေတို့ဘယ်မှာလဲရင်ပြောင်းတာရှိလားဟုတ်မင်းကြည့်ပြီပါတကယ်လည်းကျွန်တော်တို့အော်ဝက်တဲ့တကူteam တစ်ခုလုံး live လွှင့်မှုစီစဉ်ထားရတယ်လည်းရှိရယ်ခုတော့ဟိုပြတ်တဲ့ချိန်ကလည်းအရင်နောက်ကျသွားပြီးတော့ဇက်တိုက်တွေလည်းဖြစ်သွားပြီးတော့ဟိုတကြံတွင်းလည်းဖြစ်နေတော့ promotion ကောင်းကောင်းမလုပ်လိုက်ရဘူးဒါပေမဲ့လည်းအများကြီးကြည့်ပြီးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်အားလုံးစူးစမ်းကြိုးနှက်ပါရဲ့ပရိသတ်အားပေးမှုကြောင့်လို့ထုံးမီကားပေါ်မှာထွန်းလိုက်ရမှာကားရမှာကိုယ်ဆိုခင်ဗျားရဲ့ live ပြီးရင်လည်း messenger လေးဝင်ကြည့်ပြီးဘယ်ရောက်လာရလဲဒီကလည်းဖတ်တော့မယ်ကိုယ်ဆိုနေတဲ့တပွဲလောက်နေချင်လို့မန်းလေးကိုမန်းနေရမ်းများကိုမန်းနေရမ်းများကိုကြီးထက်တောင်းလိုက်လေဟုတ်လားကားဖွင့်ပြီးတောင်းလိုက်ပါအားပြောပါလိုက်ပါ live တဲ့